Hello တွေ့ရတာတော်တော်ကြာသွားပြီဝေးဘယ်လောက်ရှိပြီလဲကျွန်တော် ice review မပြရလဲကြာပြီတစ်နှစ်လောက်ရှိပြီအခုပြန်ပြပါပြီတို့တို့ဒီနေ့မှာတော့ snow cookie လေးစားပြမှာဖြစ်ပါတယ်ပြီးရင်တော့တခု Minecraft တွေကထားကိုလည်းပြုလုပ်ပါဖြစ်ပါတယ်အရင်ဆုံးSnow cookie လေးစားလိုက်ရအောင် let's go ကျွန်တော်တို့ဒီမှာ snow cookie လေးပါစားကြမယ်ဒီကိုဖောက်ပါမယ်ဘယ်စားဟောဒီမှာကျော်ဒီ snow cookie လေးကိုတက်ကနေ9ရီဆိုရင်9ပေးပါလေဘာလို့လဲဆိုတော့ကျွန်တော်အကြိုက်ဆုံးဖြစ်လို့ပါโอเคနောက်တစ်ခုကိုဓာတ်လေးကိုသွားတော့ကြအောင်မတိုင်းဓာတ်ပိုင်းစားတွေကအများကြီးရှိပါတယ်အဲ့အပိုင်းစားတွေကိုဆက်ပေးမှာပါโอเคဆက်ပြပါမယ်โอเคတောက်ကြဒီမှာထဲတောက်ဒီမှာတဲ့ပြီးဒီကောင်ကိုဒီမှာထဲ the last one okay samurai ဓာတ်ဖြစ်သွားတယ်အခုကဓာတ်လုံးလောက်တာ samurai ဓာတ်ဖြစ်သွားပါတယ်okay ခုနကျွန်တော်လောက်ထားတဲ့ samurai ရဲ့ဓာတ်လေးကိုပေးရမယ်ဆိုရင်တက်ကနေ9အတွင်းဆို4ပေးပါတယ်ဘာလို့လဲဆိုတော့သူကတော်တော်လေးမိုက်ပါတယ်သူကမကျိုးလည်းမကျိုးဆိုတော့ okay so easy ပဲကျွန်တော်တို့ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆိုပါမယ်တဒါ